လူတို့ရဲ့ဘဝခန္ဓာနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်တွေ့ရှိရတဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမြင်ရတဲ့အချက်ကိုအမှတ်တရစကားအဖြစ်ပြောကြားထားတာဖြစ်တယ်အဘိတတောဝနိပတတိဝယောအဘိတတောဝဆိုတာတစုံတစ်ယောက်ကစိုက်ခိုင်းစေခိုင်းနေတယ်လို့နောက်ကနေတွန့်ပေးနေတယ်လို့ပဲလူတွေရဲ့အရွယ်ဟာတဖြုတ်ဖြုတ်နဲ့ပြောင်းလဲကျဆင်းနေတယ်တဲ့သူပြောတာနော်အဘိတတောဝနိပတတိဝယောအတင်းချနောက်ကနေပြီးတော့မြန်မြန်သွားနဲ့တွန့်ပို့နေတယ်လို့တူတယောက်ကခိုင်းစေနေတယ်လို့လူတွေရဲ့ဘဝဟာရပ်တန့်မနေပဲနဲ့အလုံးလင်းလင်းမြန်မြန်ကြာဆုံးနေတယ်လို့သူတို့ဆိုတယ်ပေါ့တက်ကြီးပြီဆိုရင်တော့ဒါမှန်တာပဲကြာဆုံးလာတယ်ငယ်စဉ်ဘဝကလည်းကြည့်လိုက်မယ်ဆိုရင်ခုခေတ်ဆိုရင်ကလေးတွေဟာတစ်နှစ်သားအရွယ်နှစ်နှစ်သားအရွယ်တစ်နှစ်သားကျော်လာတာနဲ့စကားတွေကတတ်လာပြီအတော်ကိုသိကုန်ကြပြီပြောတတ်တယ်ဆိုတတ်တယ်နှစ်နှစ်ဆိုတော်တော်လဲဝဲခုခေတ်ကလေးတွေအရွယ်အားလေးပဲလင်းမြန်ကြီးထွားလာကြတယ်ပေါ့ငယ်တဲ့အရွယ်လေးကလင်းမြန်ထွားကြိုင်လာပြီးတော့အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာကြတော့လေလင်းမြန်အိုမင်းကြဆုံးသွားကြတယ်လူတွေရဲ့အရွယ်ဟာဒါမှန်တယ်ပေါ့အလင်းမြန်ပြောင်းလဲပြီးတော့သွားနေတယ်တဲ့အဲ့ဒါလိုအလင်းမြန်ပြောင်းလဲပြီးအရွယ်တွေဟာတည်မြဲပြီးတော့မနေပဲနဲ့ပြောင်းလဲဖြစ်ပေါ်နေတာရူပံအညမိဝတထေဝတန္တံအရွယ်ပြောင်းရင်လည်းပဲရုပ်အစင်းကလည်းပြောင်းလာလိုက်တာတစ်နှစ်သားအရွယ်နဲ့နှစ်နှစ်သားအရွယ်နှစ်နှစ်သားအရွယ်နဲ့၄-၅နှစ်သားအရွယ်ပြောင်းလာတယ်ပေါ့နော်ကလေးငယ်လေးတွေမှာသိမသိတာသေးတော့လည်းပဲသက်40အရွယ်ကနေ50ရောက်သွားပြီရှင်းသွား50ကနေ60 90 80ပို့ပြီးတော့ဆိုသွားပြောင်းလဲမှုတွေကအလွန်ပဲလျင်မြန်နေရူပံအညမိဝအဲ့ဒီရုပ်တရားရုပ်ခန္ဓာကိုယ်ကြီးဟာကိုယ်ပိုင်တဲ့ရုပ်ခန္ဓာကိုယ်ကြီးလို့မဟုတ်ဘဲနဲ့သူဖြစ်ရခြင်းဟာဖြစ်နေတဲ့ရုပ်သဘောကြီးပဲကိုယ်ကလှပပအစင်ထာဝရနုပြိုနေခြင်းတော့လဲသူကမနုပြိုဘူးကိုယ်ကဝါခြင်းတော့လဲသူကပိန်နေပြန်ကိုယ်ကပိန်နေတဲ့အခါလဲသူကဝပုတ်ကြီးလို့ဖြစ်အဲ့တော့ဘယ်အရာမှကိုယ်ဆန္ဒအတိုင်းမလိုက်လျောဘူးလို့ဆိုလို့ဒါဖြူခြင်းမှမဲတယ်မဲခြင်းမှဖြူနေတယ်ဖြူတဲ့လူကလည်းမဲခြင်းသေးတာမဲတဲ့လူကလည်းဖြူခြင်းတာလောကလူတွေဟာကိုယ်ဆန္ဒပြည့်ဝတယ်လို့ရှင်းတတ်တယ်လို့သိမရှိကြဘူးရှိဥရောပကအဖြူမျိုးသမီးတွေမဲခြင်းလို့လုပ်နေကြမဲလို့မရတဲ့အခါမှလုပ်တော့ဆိုရင်စားခဲလူဟာမျိုးအဝတ်နဲ့ကိုစွတ်လိုက်တဲ့အခါကျအတော်အသင်းလေးမဲသွားတယ်ကပ္ပတိဆင်းရောက်သွားအဲ့ဒါမျိုးလို့သိသဘောကျနေပြန်ခါမဲတဲ့လူတွေကြတော့လေဖြူကျင်လိုက်ကြတာဘုန်းကြီးတို့ဆိုငယ်ငယ်တော့လဗ္ဗုဒ္ဓကကြွလာတဲ့ဆရာတော်ဥဝေပုံလားဆိုတရုတ်အမျိုးသားဘုန်းကြီးအသားလေးကဖွေးစွတ်နေတာတရုတ်ဆိုတော့သူ့ကိုအားကြပြီးတော့ရေချိုးကြငယ်တော့သူ့လိုဖြူအောင်လို့ဆိုပြီးတော့ဆပ်ပြားတွေတိုက်ခဏဘဲဖြူမှာတော့သူကသဘာဝဖြူဆိုတာကောမသိသူ့မိအောင်လို့ပဲဖြူလိုက်ကိုရင်ချင်းရေချိုးရင်ကနေဥဝေပုံလားကွာဥဝေပုံလားကွာလဲဆိုလောက်ကြတာ
ငယ်တော့လောက်ခဲ့တာမှတ်မိတယ်နော်အဲ့ဒါလို့မဲတဲ့လူကလည်းဖြူချင်တာပဲညိုတဲ့လူကလည်းဖြူချင်အဲ့တော့ရုပ်ဆိုတာကိုယ်ဟာလူနဲ့သူဟာဖြစ်နေသူသဘောတိုင်းရူပယုတ်ခဏကြီးကလည်းအညမိဘကိုယ်နဲ့မပိုင်ကိုယ်နဲ့မဆိုင်သလိုတထေဝတန်တာသူဖြစ်ချင်တဲ့အတိုင်းဖြစ်နေတဲ့အနေအထားကြီးကိုတွေ့နေရတယ်တဲ့တတ္တေဝတတော်အဲ့ဒီအခြေအနေဆိုကြီးနဲ့ဂျုံတွေ့နေတာကိုအဝိပတတော်မကွေမကွာတတိနဲ့ဆင်ရင်သုံးသပ်ပြီးတော့ကြည်နေတဲ့အခါမှာအညတ္တေဝတရာမိအတ္တနာကိုယ်ခန္ဓာကိုယ်ကြီးကိုသူများရဲ့ခန္ဓာကိုယ်လိုစိတ်ထဲမှာခံစားလာရတယ်ဒါဝိပဿနာဉာဏ်နဲ့ရှုလိုက်တဲ့အခါမှာအဲ့ဒါလိုဖြစ်ကိုယ်ခန္ဓာမဟုတ်တော့ဘူးသူများရဲ့ခန္ဓာကိုယ်ပိုင်တာတစ်ခုမှမရှိဘူးကိုယ်ဖြစ်ချင်တာလည်းတစ်ခုမှမဖြစ်ဘူးအဲ့တော့ကိုယ်မပိုင်တဲ့ပစ္စည်းကြီးလို့စိတ်ထဲမှာခံစားလာရတယ်ဆိုတော့တကယ်တွေးပြီးတော့တကယ်စဉ်းကျင်သုံးသပ်ကြည့်ပဲဆိုတော့အဲ့ဒီတိုင်းရုပ်ခန္ဓာကိုယ်ကြီးကိုဖြစ်ချင်တာမဖြစ်သည့်အတွက်ကြောင့်တစိမ့်တရံဆံလွန်အားကြီးတယ်လို့တစိမ့်တရံဆံတဲ့ခန္ဓာကိုယ်ကြီးတတိနဲ့စင်စဲပဲပြကြည့်ရှုနေတဲ့အခါမှာကိုမပိုင်ဘူးဆိုတဲ့သဘောတရားတွေဟာထင်ရှားသိတာလာပါတယ်လို့ခိမိလမထေရကဒီအမှတ်တရားစကားကိုပြောတာဖြစ်တယ်အဲ့တော့ဒီအမှတ်တရားစကားပြောတဲ့ခိမိလမထေရဆိုတာကပိလုမျိုးသားတူပဲဖြစ်တယ်ရသော်ဘုရားရဲ့ဆွေတော်မျိုးတော်တွေကကပိလုမျိုးမှာတူဖြစ်တယ်မင်းသားတူပဲသူလည်းရှင်အနန္ဒာတို့နဲ့အတူသာသနာပေါင်းဝင်တာအဲ့ဒါလို့သာသနာပေါင်းဝင်လာကြအနုပိယဏိဂုံးမှာရသော်ဘုရားနောက်ကလိုက်ပြီးတော့တိုင်ကွေမင်းသား6ယောက်ယဟန်ပြုကြတယ်ဆိုတဲ့မှာသူပါတယ်ရှင်ဒေဝဒတ်လည်းအပါဝင်မဲ့အဲ့တော့ရှင်ဒေဝဒတ္တအဲ့တော့နာမည်မပြတ်သေးဘူးစိတ်ကောင်းနှလုံးကောင်းရှိနေသေးတယ်အဲ့ဒီအုပ်စုထဲမှာသူကအပါဝင်မြတ်စွာဘုရားရဲ့အဆုံးအမဆွေတော်မျိုးတော်ဆိုတဲ့တန်ရောစဉ်နဲ့သာသနာပေါင်းဝင်လာကြသာသနာပေါင်းဝင်လိုက်တဲ့အခါမှာသူ့ကိုမြတ်စွာဘုရားကတိချာဘဝခန္ဓာရဲ့မတည်မြဲပုံကိုဘဝခန္ဓာဟာလင်းမြန်စွာပြောင်းလဲနေတယ်ဆိုတာကိုငယ်စဉ်ကသူတတိမထားမိဘူးတတိမထားမိတော့မြဲတယ်လို့ထင်တယ်အဲ့ဒီအထင်ကိုပျောက်ဖို့အတွက်မြတ်စွာဘုရားဟာနေမိတယုတ်သူတယောက်တည်းမြင်ရတဲ့ရုပ်ပုံတစ်ခုဖန်ဆင်းပြတယ်သူကြည့်နေတော့မျက်တောင်လေးတစ်ချက်ခတ်လိုက်တာနဲ့ရုပ်ကပြောင်းသွားတယ်နောက်တစ်ချက်ခတ်လိုက်ရင်ပြောင်းသွားတယ်အမျိုးသမီးရုပ်ပုံလွှာကိုခေမာမီဘုရားတို့ကိုခြေချွတ်တဲ့ပုံစံမျိုးနဲ့မြတ်စွာဘုရားသူ့ကိုဘဝကြီးကမတည်မြဲဘူးလင်းလင်းမြန်းမြန်းပြောင်းလဲနေတဲ့ဆိုတဲ့သဘောတရားကိုထင်ရှားသိစေဖို့ရအတွက်နေမိတရုပ်ပုံလွှာဖန်ဆင်းပြတယ်အဲ့ဒီဖန်ဆင်းပြလိုက်တဲ့ပုံမှာသူကစူးစိုက်ပြီးတော့ကြည့်နေရင်နဲ့အိုမင်းရွတ်တော့လာပြီးယောဂဝိရဏရလို့နောက်ဆုံးမှာခန္ဓာကိုယ်ကြီးလဲပြိုကွဲပြီးသိဆုံးသွားတာကိုတွေ့ရတယ်တခဏအတွင်းလေးမှာရုပ်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေခုလည်းလူတွေချမ်းချမ်းဖမလုံးကြတာလားတော့မသိဘူး Facebook ပေါ်မှာအရွယ်မျိုးစုံလုပ်ပြီးတော့တင်းနေကြတာတွေ့ရတယ်ပေါ့နော်တွင်းနေကြတယ်ဘယ်နှစ်နှစ်ကအရွယ်ဘယ်နှစ်နှစ်အရွယ်ဆိုတာအိုချင်လည်းရပုံရတယ်ကြည့်ရတာရုပ်ပုံသွားတယ်ပြိုချင်လည်းရတယ်အိုချင်လည်းရပုံစံမျိုးမျိုးလုံးနေကြပြီးတော့စိတ်ကူးရင်ကြတာလားတော့မသိဘူးနော်အဲ့ဒါလို့မြတ်စွာဘုရားလည်းနေဝိတယုံနဲ့ဖန်ဆင်းပြီးတော့လုံးလိုက်တဲ့အခါကျနုပြိုနေတဲ့အရွယ်လေးကတဖြုတ်ဖြုတ်နဲ့တခါလဲချက်ချင်းအုံမင်းရင့်ရော်ပြီးပျက်စီးသွားတဲ့အနေအထားတစ်ခုပြလိုက်တဲ့သူဟာတန်ဝေကတိတ်ဖြစ်သွားတယ်တန်ဝေကဖြစ်သွားလို့
မြတ်စွာဘုရားဓမ္မသင်္ကန်းဝေရကနေပြီးဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်လိုက်တာသူယဟနာဖြစ်သွားတယ်သူရှုမှတ်ပွားများတဲ့ကမ္မထန်တရားကဘာလို့ဆိုသာဝရပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကြီးမတည်မြဲဘူးတဖြုတ်ဖြုတ်နဲ့ပြောင်းလဲနေတဲ့အနေအထားကြီးတစ်ခုသူဟာအမြဲတမ်းနှလုံးသွင်းဆင်ခြင်မိတယ်ပန်းပွင့်လေးတပွင့်ကြည့်နေတဲ့အချိန်လေးမှာခုနကအဖူးလေးခုပွင့်သွားပြီအခဏကြာတော့နွမ်းသွားပြီနောက်တစ်ခါကျကျွေသွားပြီဆိုတဲ့ဟာမျိုးလေးပေါ့လေအဲ့ဒီ process ဆိုရဖြစ်စဉ်လေးတစ်ခုပေါ်မှာသူဟာလင်းလင်းမြန်မြန်ပြောင်းလဲနေတဲ့သဘောတရားတွေကိုရှုမြင်သုံးသပ်တတ်တာမြေကမ်းမှာထိုင်ပြီးတော့မြေရည်စီးနေတာကိုကြည့်လို့ရှိရင်ခုနတော့ကထိုင်စားကကြည့်လိုက်တဲ့ရေကမရှိတော့ဘူးနောက်စီးလာတာနောက်ရည်တွေပါလားဆိုအတွေးဝင်လာသလိုပဲလူရဲ့ခန္ဓာကိုယ်ကိုချီရင်နဲ့သူဟာတံဝေကတွေရလာဒါလည်းဝိပဿနာဉာဏ်တစ်ခုတစ်မျိုးပဲเนาะလင်းလင်းမြန်မြန်ပြောင်းလဲနေတာဘလောက်ထီအောင်လင်းလင်းမြန်မြန်ပြောင်းလဲတာလဲဆိုသူပြောတဲ့စကားအဘိတ္တောဝနိပတတိဝယောတဲ့လူတွေရဲ့အရွယ်ဟာနောက်ကနေပြီးတော့မြန်မြန်သွားဆိုပြီးတော့တွန်းလှနေသလိုပဲတဲ့ချက်ချင်းကြီးနုပြိုရာကအိုစာသွားတယ်ပြောင်းလဲမှုတွေကဗတ္တမထင်ရှားတယ်လို့ဆိုလို့တယ်လောက်မှမကြောက်အဲ့ဒါကိုရှုမြင်သုံးသပ်လာတဲ့အခါကျတော့ဘယ်အရာမှမတည်မြဲဘူးဝိပရိနာမဓမ္မောပြောင်းလဲပျက်စီးရတဲ့သဘောရှိတယ်မမြဲပါလားလို့ဆိုတဲ့အနိစ္စတင်ညာကိုဆွဲဆွဲမြဲမြဲရှုမြင်သုံးသပ်ပြီးဘယ်ကိုကြည့်လိုက်ပြောင်းလဲနေတာကိုတရိပ်ရိပ်ပြောင်းနေတာတွေကိုသူ့အသိဉာဏ်နဲ့မှာတတိထားမိနေတယ်အဲ့ဒီတတိထားမိနေသည့်အတွက်ကြောင့်ငါဟာငါရုပ်လို့ကိုမတွေးမိတော့ဘူးတခြားသူရဲ့ရုပ်တခြားသူရဲ့ဘဝလို့တောင်မှထင်ရလောက်အောင်ကိုယ်နဲ့မပတ်သက်မှုမရှိဘဲနဲ့ပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားတွေကိုရှုမြင်သုံးသပ်လာလို့ဒီစကားကိုမှတ်တရစကားကိုသူပြောခဲ့တာဖြစ်တယ်ပေါ့ဝိပဿနာဉာဏ်နဲ့ကြည့်ရင်တော့ပဂတိမျက်စိနဲ့ကြည့်တာနဲ့မတူပိုးမြန်တယ်ဆိုထင်ရှားတယ်နော်ပဂတိမျက်စိနဲ့ကြည့်ရင်တော့မနေ့ကလည်းဒီရုပ်ပါပဲဒီနေ့လည်းဒီရုပ်ပါပဲလို့မြင်ကောင်းမြင်လိုက်ကွဲပြားခြားနားမှုကိုမတွေ့နိုင်ဘူးဝိပဿနာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တစ်စက္ကန့်အတွင်းမှာယုတ်တိဟာပြောင်းသွားတယ်ပျက်စီးဆုံးရှုံးသွားတယ်အများကြီးပြောင်းသွားတယ်ဒီလိုတစ်စက္ကန့်အတွင်းပြောင်းမှလင်းကနစ်ကြမှာတခါတည်းဘုံအတိုင်းပြောင်းသွားတာမဟုတ်ဘူးတစ်စက္ကန့်အတွင်းပြောင်းတာတွေစုလာတဲ့အခါကျတော့ဒီမတူညီမှုတွေဟာထင်ရှားသိတာလားကွဲပြားခြားနားမှုတွေဟာပထမတော့မသိတာဘူးနောက်ပိုင်းမှာကွဲပြားခြားနားလာဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်တဲ့အခါကျတော့အဲ့ဒီသဘောတရားတွေဟာကွဲပြားခြားနားသွားခြေလမ်းလေးတလန်းလှမ်းလိုက်တာနဲ့ပထမခြေလမ်းလေးလှမ်းလိုက်တော့ဒုတိယခြေလမ်းကိုလှမ်းလိုက်တာနဲ့ပထမခြေလမ်းလေးကပျောက်သွားပြီတတိယခြေလမ်းလှမ်းလိုက်တာနဲ့ဒုတိယလည်းပျောက်သွားပြီစရုထခြေလမ်းလှမ်းလိုက်ရင်တတိယပျောက်သွားပြီအဲ့ဒီလိုဝိပဿနာဉာဏ်ထက်သန်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့နှမ်းအိုခင်းထဲမှာနှမ်းတွေလှော်တဲ့အခါမှာမီးရဲ့အပူရှိန်နဲ့နှမ်းလေးတွေကဖြစ်နေဖြောက်နဲ့မြည်တယ်လို့ပဲမြည်ပြီးတော့နှမ်းလေးတွေကကျွတ်ကုန်တယ်လို့လူခန္ဓာကိုယ်ဟာလည်းပဲအဲ့တိုင်းပဲသင်္ခါရတရားတွေဟာစင်ဆက်ပဲပြောင်းလဲပျက်စီးနေတာကိုအသိဉာဏ်နဲ့တွေ့သွားရတယ်ပေါ့အဲ့လိုတွေ့သွားသည့်အတွက်ကြောင့်သူဟာတွေ့တာမှုတွေကင်းပြတ်သွားတယ်လောကမှာတွေ့တာမှုကင်းတာဟာအဓိကကြတွေ့တာမှုကင်းအောင်ကအမှန်မြင်မှတွေ့တာမှုကင်းတယ်အမှန်မမြင်တွေ့တာမှုမကင်းဘူးအမှန်မြင်အောင်ဝိပဿနာတရားကြိုးစားအထောက်ချဝိပဿနာဆိုတာကရှုမြင်သုံးသပ်ခြင်းလို့အဓိပ္ပာယ်ရတယ်မတူထူးခြားတဲ့အနေအထားအဖြစ်ရှုမြင်သုံးသပ်တမန်မြင်တဲ့အမြင်မျိုးမဟုတ်ဘဲနဲ့ထူးခြားတဲ့အမြင်တစ်မျိုးကိုဝိပဿနာလို့ဆိုနိုင်တယ်ပေါ့အနိစ္စဒုက္ခအနတ္တလို့မြင်တာဟာထူးခြားတဲ့အမြင်ပဲလေအဲ့ဒီထူးခြားတဲ့အမြင်လေးနဲ့
အမြင်နဲ့မြင်လာတဲ့အခါမှာမိမိရဲ့ခန္ဓာ၅ပါးသူတစ်ပါးရဲ့ခန္ဓာ၅ပါးအပေါ်မှာတွေ့တာမှုတွေရောပါလားတွေ့တာမှုရောပါတယ်ဆိုတာတဏှာလျှော့ရော့သွားခြင်းပဲအမှန်မြင်ခြင်းဖြင့်အဝိဇ္ဇာကိုဖယ်လိုက်တဲ့အခါကျတော့တွေ့တာမှုတွေဟာရော့ကြလာနောက်ဆုံးမှာအဝိဇ္ဇာလုံးဝပျောက်သွားပြီးတွေ့တာမှုတွေလည်းလုံးဝခင်းစင်သွားတာရဟန္တာဖြစ်သွားတယ်လို့သူဆိုတယ်နော်ရဟန္တာဖြစ်သွားရင်တွေ့တာလားဆိုမရှိတော့အဲ့ဒီတွေ့တာမှုကုံဆုံးသွားတာနိဗ္ဗာန်ဆိုတာလည်းပဲတွေ့တာမှုတွေကုံဆုံးသွားတယ်နိဗ္ဗာန်ခေါ်တာတွေ့တာမှုတွေကလုံးဝထွတ်မြောက်သွားတယ်အဲ့ဒါလို့အဝိဇ္ဇာနဲ့တဏှာကိရိတာရဲ့ဝိမြစ်နှစ်ခုကျွတ်ထွက်သွားတဲ့အခါမှာတဏှာဝကလွတ်မြောက်ပြီးတော့ထာဝရငြိမ်းတဲ့အငြိမ်းတက်ရရှိသွားတယ်ဘယ်တော့မှခန္ဓာကိုယ်ကြီးကိုပြန်မရတော့ဘူးဘယ်တော့မှခန္ဓာကိုယ်ကြီးပြန်မရတော့သည့်အတွက်ကြောင့်ဘယ်တော့မှလည်းမအိုတော့ဘူးဘယ်တော့မှလည်းမနာတော့ဘူးဘယ်တော့မှလည်းမသေးတော့ဘူးအိုစရာလည်းမရှိဘူးနာစရာလည်းမရှိတော့အိုရဲနာရဲဆိုတာခန္ဓာကိုယ်ရဲ့အလုပ်လေခန္ဓာကိုယ်မှမရှိဘူးဆိုရင်အိုစရာပဲရှိတော့မှာတော့နာစရာဆိုတာလည်းမရှိဘူးသေစရာလည်းမရှိတော့ဘူးအလုံးဟာအကြောင်းနေတတ်လိုက်လို့အကျိုးရက်သွားတာနော်အကြောင်းနေပယ်ဖြတ်လိုက်လို့အကျိုးရဆိုင်သွားတာကိုပဲတဏှာဝကလွတ်တယ်လို့တို့ဆိုတာဖြစ်နေသေးရင်အိုးမှနာအောင်မှသေးဘူးအဲ့ဒီသဘောဆိုလို့ပေါ့နော်မိုးကုတ်ဆရာတော်ကြီးမင်းရှိတယ်လို့လောင်စာသိမ့်၍မိငိမ့်တယ်ဟုတ်တယ်လောင်စာရှိလောင်နေဥမှာပဲလေခန္ဓာ၅ပါးရှိရင်လောင်နေဥမှာပဲအဲ့လောင်စရာမရှိတော့ဘူးဆိုမိကဘယ်သူသွားတောက်ဆရာမရှိတော့မိတော့ကလေးငြိမ့်သွားအဲ့ဒီမိတော့ကလေးငြိမ့်တယ်လို့တန်တရားဝဆင်းရလဲငြိမ့်သွားတယ်လို့ဆိုတယ်လောင်စာသိမ့်၍မိငြိမ့်ခြင်းဟာနိဗ္ဗာန်ပဲပေါ့ဒီလိုဆိုလို့ရပေါ့နော်သို့သောပုထုဇဉ်တွေကဖြစ်တာကိုကြိုက်နေတဲ့ဘဝတဏှာအရင်ကရှိသည့်အတွက်ကြောင့်မဖြစ်တော့ဘူးဆိုလို့ရှိရင်ကြောက်တယ်လို့ယွန်းတယ်လို့အိမ်ဘယ်လိုလုပ်ပြန်မရုံလို့တွေးကျင်တွေးနေငါတွေးကျင်တဲ့လူနဲ့တွေးလို့မရတော့ဘူးစိတ်ပူပန်မှုတွေဖြစ်လာနော်ပုရုဇဉ်ရဲ့အတွေးအရိယသူတော်စင်တို့ရဲ့အမြင်ဟာအလွန်ကွဲပြားခြားနားတယ်လို့သူဆိုလို့ကြောက်လန့်တုန်လှုပ်သွားတတ်တယ်တကယ်တန်တရားဝဆင်းရဲဆင်းရဲဒုက္ခကိုသိမြင်လာတဲ့ပုဂ္ဂိုလ်ကြတော့မဖြစ်တာကိုသဘောကျသွားတယ်ပေါ့လို့ဆိုတယ်ဟုတ်ပြီအဲ့တော့ကိမိလမထေမြတ်ရဲ့အမတ်တရားစကားဟာလူရဲ့အရွယ်တွေရုပ်ခန္ဓာကိုယ်ကြီးတွေဟာအချိန်မီပြောင်းလဲပြီးတော့နေတဲ့သဘောပြောင်းလဲနေသည့်အတွက်ကြောင့်ကိုယ်ရုပ်ကိုယ်ခန္ဓာတော့မဟုတ်ပဲသူများရဲ့တခြားသူတယောက်ရဲ့ရုပ်လိုခန္ဓာလိုအနေအထားမျိုးရှုမြင်သုံးသပ်ဒါဝိပဿနာရှုတဲ့အခါမှာပရတော်သူစိမ့်ပြင်ပလို့ခေါ်တယ်ပရဆိုတာကိုမဟုတ်ဘူးကိုမဟုတ်ဘူးဆိုတာစဉ်းစားကြည့်ပဲဆိုရင်လူကကိုဟာလို့ထင်နေပေမဲ့လို့တစိမ့်တရားလို့ဖြစ်တယ်ကိုပေါ်မှာစိတ်ငားတယ်လို့ပြောတာနော်တစိမ့်တရားကိုဖြစ်ချင်တာတခုမှမဖြစ်ဘူးဆိုရင်ဒါတစိမ့်တရားပရတော်ဆိုတဲ့ဒီအဓိပ္ပာယ်ဟာအနတ္တလက္ခဏာကိုဖော်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့ကိုလို့မထင်မဲနဲ့သူတော်ဘာလို့ထင်လာရတယ်ကိုနဲ့ဘာမှမပတ်သက်ဘူးလို့ထင်လာတယ်အဲ့ဒါလို့အနေထားမျိုးထိအောင်ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်တယ်လို့အဲ့ဒီရှုမြင်သုံးသပ်မှုသူ့ရဲ့ကိုယ်တွေ့အနိစ္စလက္ခဏာသဘောတရားကိုအမှတ်တရားစကားအနေနဲ့ပြောကြတာပဲဖြစ်တယ်ပေါ့139ပါးမြောက်ဖြစ်တဲ့မထေမြတ်ကတော့ဝိစီပုဒ္ဒမထေတဲ့သူ့ရဲ့အမှတ်တရားစကားကိုကြည့်မယ်ဆိုရင်သူကတော့သူ့အကြောင်းကိုသူပြောတာမဟုတ်ဘဲနဲ့ရှင်အနန္ဒမထေမြတ်ကိုတတိပေးတဲ့အနေနဲ့ပြောတဲ့စကားလေးသူဘယ်လိုတရားတို့ရခဲ့တယ်ဆိုတာပြောတာမဟုတ်ဘူးရှင်အနန္ဒမထေမြတ်ကိုသူဟာဘယ်လိုတတိပေးခဲ့ရတယ်ဆိုတာလေးကိုအမှတ်တရအနေနဲ့ပြောတယ်အဲ့တော့သူပြောတဲ့အမှတ်တရစကားကဘာလို့ဆိုရင်
ရုက္ခမူလဂဟဏပတ္တကိယသစ်ပင်တွေဟာတပင်နဲ့မဟုတ်ဘူးတပင်နဲ့တပင်ရှက်ပြီးတော့ပေါက်နေတာရုက္ခမူလဂဟဏသစ်ပင်တွေမှာတပင်နဲ့တပင်ရောရှက်ပြီးတော့နေတဲ့အပင်သစ်ပင်ချာသစ်ပင်အောက်ကိုဝင်ရောက်ပြီးတဲ့အခါမှာနိဗ္ဗာန်ဟရယသမိန်ဩပိယနိဗ္ဗာန်ကိုစိတ်ထဲနှလုံးထဲထည့်ထားပြီးဇာယဂေါရမမာစပမာဒောဂေါရမနွယ်ဝင်အရှင်အနန္ဒာမာစပမာဒောမမေ့ပါနဲ့ဇာယဝိပဿနာဉာဏ်ဖြင့်ရှုမြင်ပါဝိပဿနာတရားအထုတ်ပါကိဉ္တိဖိလိဖိလိကာကရိတတိအရှင်ဘုရားလူတွေကိုတရားဟောပြီးတပြည့်ပြည့်ပြောနေတာဘာမှအကျိုးမရှိပါဘူးရှင်အနန္ဒာကိုသူကတတိပေးတဲ့အနေနဲ့ပြောတဲ့စကားဒီကာထာလေးအဲ့တော့ဒီကာထာဟာတန်ယုဒ္ဓနိကေရောက်တဲ့အခါကျတော့နတ္တဝုကရှင်အနန္ဒာကိုတတိပေးတဲ့ကာထာအနေနဲ့မှတ်တမ်းတင်ထားတယ်အခုဒီထေရကာထာပါဠိမှာတော့ဝိစီပုဒ္ဒမထေရကရှင်အနန္ဒာကိုတတိပေးတဲ့အနေနဲ့ရွတ်ဆိုတယ်နှစ်ခုစလုံးဟာအဓိပ္ပာယ်တူတူပဲအကြောင်းအရာလည်းတူတူပဲနော်အဲ့တော့နှစ်ဦးကတတိပေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလိုလေးကြားရအောင်နေတယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဘယ်အခါတုန်းကရှင်အနန္ဒာကိုတတိပေးခဲ့ရတာလဲလို့ဆိုမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အချိန်မှာရှင်အနန္ဒာဟာသောတပန်ပဲရှိသေးတယ်သောတပန်ပဲဖြစ်နေတော့တန်ခါနာတင်မှုရှင်မကတ္တဗကတန်ခါအစည်းအဝေးမှာဆုံးဖြတ်လိုက်တယ်အဲ့ဒီဆုံးဖြတ်ပြီးတော့တန်ခါ900ကိုရွေးချယ်လိုက်တယ်ရဟန္တာတွေကြီးပဲရွေးတယ်သို့တော့အများဆန္ဒကရဟန္တာမဖြစ်သေးပေမဲ့ရှင်အနန္ဒာကိုထည့်ရွေးပါဘာဖြစ်လို့ထည့်ရွေးတော့ဆိုဖះနဲ့အတူနေပြီးဖះနောက်ကတကောက်ကောက်လိုက်ပြီးဖះဟောတဲ့တရားတွေကိုသင်ယူမှတ်သားထားတာဟာရှင်အနန္ဒာပဲဖြစ်ပါတယ်သူပါမဖះရဲ့ဆုံးမတရားတော်တွေဟာပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့သောတပန်ဖြစ်ပေမဲ့လို့ရှင်အနန္ဒာကိုထည့်ရွေးပါလို့ဆိုတန်ခါနာတင်တာတခြားအပန်း900ရွေးတဲ့ထဲမှာတပါးရောရွေးထားတာ499ပါးရွေးထားတာရဟန္တာတွေကြီးပဲဒိဋ္ဌိကျဲခေါင်းဆောင်တွေကြီးရွေးထားတယ်ရှင်အနန္ဒာကအဲ့ဒီအချိန်မှာသောတပန်မရှိသေးတယ်အများဆန္ဒအရရှင်မကတ္တဗကထည့်ပြီးတော့ရွေးလိုက်တယ်ရွေးပြီးတော့ရဟန္တာတွေကိုတန်ခါတင်တဲ့နေရာကိုကြော်ညာလိုက်တယ်ရာဇဂိုမြို့ကိုသွားမယ်ရာဇဂိုမြို့ကဆွမ်းခံဌာနလဲကျဲတယ်ကျောင်းနေလဲပေါ်တယ်ရာဇဂိုမှာပထမသံဃာနာတင်မယ်လို့ဝေဘာရတောင်နာတတ္တပန္နိဆိုလိုင်ကူမှာအဲ့ဒီအနိဗ္ဗာန်သံဃာနာတင်မှုနေရာသတ်မှတ်ပြီးကြော်ညာလိုက်တယ်ပေါ့နော်အဲ့လိုကြော်ညာပြီးတော့အားလုံးကိုတတိပေးလိုက်တယ်ဘယ်နေ့ပဲရဲမှသံဃာနာဝါတွင်းကာလမှာလုံးမှာဆိုတော့သွားစရာရှိတာတွေသွားထားလှုပ်စရာရှိတာတွေလှုပ်ထားကြဝါကျွတ်ဖို့အချိန်ကြရင်အားလုံးဝါဆိုကန်ဤဆိုရင်အားလုံးရာဇဂိုမျိုးကိုစုဝေးကြလို့ရှင်မကတ္တဗကမှားလိုက်တော့ရှင်အနန္ဒာမထေရကလည်းမြတ်စွာဘုရားရဲ့တပိတ်သင်္ကန်းလေးကိုယူပြီးတော့သာဝတိတို့ရာဇဂိုတို့ဆိုတဲ့နေရာမှာသာဝတိတို့ဝေသာလီတို့အဲ့ဒီကုသိနာယနေပြီးတော့ပြန်လှည့်လာပြီးတော့ရာဇဂိုမြို့အသွားလမ်းမှာသာဝတိမြို့ကိုသွားတယ်ရာဇဂိုမသွားခင်ကုသိနာရနဲ့နီးတော့သာဝတိမြို့ကိုယင်သွားတယ်သွားပြီးတော့ဇေရဝံကျောင်းကြီးဟာမြတ်စွာဘုရားဝါကျွတ်တဲ့အချိန်ခရီးထွက်သွားတဲ့အချိန်ကဝါဆိုကလေးကမြတ်စွာဘုရားသတိမသုံးတော့သဖြင့်မြတ်စွာဘုရားအကြောင်းဟာတကားမဖွင့်တာကြတော့ရှင်အနန္ဒာကမြတ်စွာဘုရားတပိတ်သင်္ကန်းတွေယူပြီးမြတ်စွာဘုရားသတိသုံးတဲ့ခန္ဓာကုရိတိုက်ကိုတကားတွေဖွင့်အမိုက်တွေပါတွေလှဲပြီးတော့မြတ်စွာဘုရားတက်တော်ထရှားရှိတော့ဝကြိုးငယ်ပြုသလိုသူကပြုတယ်ရှင်အနန္ဒာဆိုတာမြတ်စွာဘုရားပေါ်မှာတန်ရောစဉ်အလွန်ကြီးတယ်သောတာပန်
950ဇတ်ထဲမှာလည်းပဲမြတ်စွာဘုရားအပေါ်မှာတန်ရောစဉ်ကြီးခဲ့တာတန်တရားကပါတဲ့တန်ရောစဉ်လို့ပြောရမှာဖြစ်တယ်ညီကိုလည်းညီကိုတန်ရောစဉ်ကြီးတော့မြတ်စွာဘုရားမရှိတော့တဲ့အခါမှာပြန်လာပြီးတော့ဘုရားရှိတော်မှာကဲ့သို့မြတ်စွာဘုရားကျိန်းဆက်တဲ့ကရင်တွေကိုခါလို့တကားတွေဖွင့်လို့မြတ်စွာဘုရားမျက်နှာသစ်ရည်တွေကိုတီထားပြီးရိုးရိုးလှုပ်တာမဟုတ်ဘူးသူကပြောပြီးတော့ငိုသေးတာနော်ဒီအချိန်ဟာအရှင်ဘုရားဆွမ်းခံကြွတဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်ကမျက်နှာသစ်တဲ့အချိန်ဖြစ်ပါတယ်ဒီအချိန်ကတရားဟောတဲ့အချိန်ဒီအချိန်ကသံဃာတွေဆုံးမတဲ့အချိန်ဖြစ်ပါတယ်လို့ပြောလိုက်ငိုလိုက်လှုပ်လိုက်ရှင်အနန္ဒာကအဲ့လိုလှုပ်တယ်အဲ့လိုငိုကြွေးပြီးတော့သူဟာတော့အကြောင်းမှာနေ့လယ်မှာနေ့ပန်းဖြေနားနေတဲ့အချိန်လူတွေကလည်းတရားဓမ္မတွေကလာလိုက်ကြတာသတင်းမေးကြတာပေါ့ခုခေတ်လိုပဲပေါ့မြတ်စွာဘုရားပြိဋိဘံဆန်တဲ့စီကအမှန်တန်ဝေးတာဆိုတော့လူတိုင်းမရောက်ဘူးလေမရောက်တော့လူတွေကရှင်အနန္ဒာလာပြီးတဲ့ဆိုပြီးတော့လာတွေးကြတာအများကြီးပဲတွေးတာရိုးတွေးတာမဟုတ်ဘူးရှင်အနန္ဒာမြင်လိုက်တဲ့ကငိုကြတာအရှင်ဘုရားဖះပဲထားခဲ့ပြီးတော့အရှင်ဘုရားတပါးတည်းကြွလာရတာတော့ဆိုပြီးတော့ငိုကြကြွေးကြနဲ့အဲ့ဒါလိုလုပ်တော့ရှင်အနန္ဒာမထေရကသူများငိုတဲ့အခါသူကချော့ရတာပေါ့နော်သူငိုတဲ့အခါတော့ချော့မဲ့လူမရှိဘူးသူများငိုတဲ့အခါကျတော့အေးမစိုးရိမ်ကြနဲ့မငိုကြွေးကြနဲ့မြတ်စွာဘုရားကဟောခဲ့တယ်မဟုတ်လားဘယ်ရာမှမမြဲဘူးအားလုံးဟာဒီသင်္ခါရတရားဆိုတာပျက်စီးယူရင်းချင်းမှာဆုံးတတ်တယ်ဒါကြောင့်မစိုးရိမ်ကြနဲ့ကိုကျင့်ရမယ့်တရားကိုကြိုးစားကျင့်ကြလို့တရားဓမ္မတွေကလည်းလာလိုက်တာရှင်အနန္ဒာတရားနှလုံးသွင်းခွင့်အချိန်မရဘူးအဲ့တော့ထဲမှာနေရင်လည်းလိုက်လာကြရှင်မာကတ္တဝကမှားလိုက်တယ်ငါရှင်အနန္ဒာသင်ကသောတာပန်ပဲဖြစ်သေးတယ်တန်ခါနာဘွဲရောက်လို့ရှိရင်ယဟနာအဖြစ်နဲ့တက်နိုင်အောင်တရားကြိုးစားအထုတ်တော့ဟောမနေနဲ့မှားလိုက်သေးတာအဲ့ဒါသူလည်းတရားထိုင်မယ်တရားကြိုးစားအထုတ်မယ်ဆိုတော်ရဲရောက်လာတော်ရဲရောက်လာလဲအေးငိုကြွေးတဲ့တရားဓမ္မတွေကိုဖြည့်သိမ့်စကားပြောနေရတာနဲ့ပဲသူအချိန်ကုန်တယ်တော်ရဲရောက်သွားတော့လေတရားအထုတ်နိုင်ဘူးအဲ့ဒီအချိန်မှာအခုဝိဇိပုဒ္ဒယဟန်တို့တောတွင်ကအုပ်စိုးနေတဲ့တောဆောင်နတ်ကနေပြီးတော့ရှင်အနန္ဒာကိုတတိပေးတယ်အရှင်ဘုရားတန်ခါနာမတိုင်ခင်အရှင်ဘုရားကိလေသာအသွားကုန်တဲ့ယဟန္တာဖြစ်အောင်ကြိုးစားမှာဖြစ်တယ်ဒါကြောင့်မို့လို့ကြိုးစားပါလုပ်ပါအခုလို့အချိန်ဖြုံးမနေပါနဲ့ကိန်းတီဖိလိကာကရိတတိကိုရောတရားဓမ္မတွေတပြည့်ပြည့်နဲ့ပြောနေလို့အလကားပဲပေါ့သူတို့တရားဟောမနေနဲ့ကိုလိုရမယ့်တရားကြိုးစားလို့ဖိလိကာစားဖြစ်တောင်နဲ့ပြောတဲ့ဆက်ဗမာစကားရှိတယ်ဟုတ်လားခဏခဏပြောနေရတာအဲ့ဖြစ်တောင်နော်ပါဠိမှာဖိလိကာကိန်းတေဖိလိကာကရိတတိကိုရောဖြစ်တောင်ပြောနေဘာအကျိုးရှိမှာတော့နဲ့ရုက္ခမူလဂေနံတောချုံနေထူတတ်တဲ့တစ်ပင်ရင်းတို့ပတ္တကိယအရှင်ဘုရားဝင်ရောက်နေထိုင်ပြီးဘယ်သူနဲ့မှမတွေ့အောင်တောချုံတစ်ပင်အောင်မှာအရှင်ဘုရားဝင်နိဗ္ဗာန်ဟရိယတမိဩပိယဘာကိုမှမတွေ့နဲ့နိဗ္ဗာန်တစ်ခုတည်းကိုတဏ္ဍမမနိဗ္ဗာန်မရမချင်းတခြားအလုပ်တွေကမလုပ်ဘူးလို့ဆိုပြီးတော့နိဗ္ဗာန်ကိုပဲနှလုံးထဲထည့်ထားပြီးဆိုလိုတာနိဗ္ဗာန်ကိုသာအာယုံစိုက်ပြီးတော့ဇာယဂေါတမနွယ်ဘွားရှင်အနန္ဒာဇာယကမ္မထာလို့ကြိုးစားအထုတ်ပါရှုမှတ်ပါမာစပမာတော်ရှင်ဘုရားဒီအလုပ်ကိုအပြစ်မခံပါနဲ့မမေ့လျော့ပါနဲ့ကိန်းတေဖိလိကကရိတတိတရားဓမ္မတွေဖြည့်သိမ့်စကားပြောနေရတဲ့ပလစ်တွေဟာဘာမှအကျိုးမရှိဘူးလို့ဒီလိုတတိပေးတာဝိဇိဗုဒ္ဓယဟန်ဆိုတာလေသူဟာ
အဘိညာဉ်6ပါးရတဲ့ယဟန္တာမထေရမြတ်ကြီးဖြစ်နေတယ်ရှင်အနန္ဒာကတရားဓမ္မတွေနဲ့တွေ့တဲ့အခါဖြည့်သိစကားပြောပြီးသူဟာအလုတ်အားတယ်လို့မရှိဘူးသွားရအရက်မှာဘုရားပြိဋိဘံစံတဲ့နေခကဲ့သို့ငိုကြွေးကြတယ်ရှင်အနန္ဒာမြင်လိုက်တာနဲ့လူတွေဟာလွမ်းဆွေးတဲ့စိတ်ဓာတ်တွေနဲ့မျက်ရည်ကျပြီးငိုကြွေးကြအဲ့ဓာတွေကိုနှစ်သိမ့်စကားဆိုနေရတာသူ့မှာအလုတ်ကြီးတစ်ခုဖြစ်နေတယ်အဲ့ဒါကိုရှုမြင်ပြီးတော့ဝိဇ္ဇိပုရိကယဟန်ကလည်းဒီစကားကိုပြောခဲ့တာအရှင်ဘုရားတောချုံကိုကြွပြီးတော့နိဗ္ဗာန်ကိုသာယင်တဲ့နှလုံးထဲထည့်ထားပြီးတော့ကမ္မထာအလုပ်ကြိုးစားအထုတ်ပါမေ့မနေပါနဲ့ပြစ်တော့နဲ့အရှင်ဘုရားတရားတွေဟောနေလို့အပေါ်ပါပဲလို့ရှင်အနန္ဒာကိုယဟန္တာဖြစ်စေခြင်းလို့တိုက်တွန်းတဲ့စကားကိုပြောကြတာပဲဖြစ်တယ်ပေါ့ဒါကဒီ130ကိုဝိသိဗုဒ္ဓမထေရရဲ့အမှတ်တရစကားလို့တန်ရုပ်ပါဠိတော်ကြတော့ခုနတောဆောက်နတ်ကနေရှင်အနန္ဒာကိုတတိပေးတယ်လို့ဒီခါထားလေးပဲတူတူပဲအတိပ္ပယ်တူတူပဲတတိပေးတဲ့အခါမှာရှင်အနန္ဒာဟာတရားကြိုးစားတယ်ဒါပေမဲ့လို့ယဟန္တာဖြစ်လာဆိုအဲ့ဒီအချိန်မှာဖြစ်သေးဘူးဖြစ်ဘူးဘယ်ကြမှာဖြစ်တုံးဆိုရာဇယုကြွရောက်တဲ့အခါကျတော့လက်ဖြင့်ငါလို့အချိန်တန်ခါတဏိပါဒတန်ခါအစည်းဝေးတန်ခါနာပွဲကြီးဟာစတော့အဲ့ဒီလိုစတော့မယ်လို့လက်ဖြင့်ငါစမယ်ဆိုတဲ့ခဏညလို့ညမျိုးမှာမအိပ်မနေတရားထုတ်တယ်သူအဲ့ဒီကြောင့်ကြိုးစားထုတ်တယ်ညလုံးပေါက်တရားထုတ်တယ်ညလုံးပေါက်အထုတ်တဲ့အခါကျတော့သကောင်းကြော်သည်ထိအောင်တရားမရနော်မရတဲ့အခါကျတော့သူစိတ်ထဲမှာသူကပညာရှိတဲ့ပုဂ္ဂိုလ်ဆိုစဉ်းစားတယ်တရားနဲ့ငါနဲ့စိတ်နဲ့ဒီစံခိုက်မဖြစ်ဘူးဘာဖြစ်လို့လဲဆိုစဉ်းစားရခြင်းလွန်အားကြီးတဲ့စေတသိကဝိရိယစိတ်အားတင်းလွန်အားကြီးနေတယ်ပေါ့ဥပမာဘာနဲ့တူတော့ဆိုရင်စောင်းရိုးတွေတားတင်းပြီးတော့စောင်းတီးတဲ့အခါမှာตายရတဲ့အတန်မထွက်ဘူးမာကြောတဲ့အတန်ထွက်နေတယ်ထို့တူပဲလူတယောက်ဟာတခုလုံးလို့ဖြစ်ခြင်းလွန်အားကြီးနေတဲ့အခါမှာချောထွက်နေတတ်တယ်နော်ဖြစ်ခြင်းလွန်အားကြီးနေပြီးကြိုးစားလွန်အားကြီးလို့ရှိရင်လှုပ်လေမရလေဖြစ်တတ်တယ်ပေါ့သူကလည်းတရားအထုတ်လိုက်တာညာလုံးမောက်အထုတ်တာတရားကရမလားဘူးမရတဲ့အခါကျတော့စဉ်းစားတယ်ငါဟာဝိရိယလွန်နေပြီဝိရိယလွန်နေလို့ရှိရင်ဝိရိယကိုလျှော့ချရမယ်တမာတိနဲ့ဝိရိယစောင်းကြိုညှိတယ်လို့မြတ်တာလုံးဝမှာဖြစ်တယ်ငါလှုပ်တာဟာလမ်းလွဲနေပြီအဲ့တော့တရားအာယုံကိုစိတ်ထဲကမပြတ်ဖဲနဲ့လျှော့ချတာဝိရိယကိုဘယ်လိုလျှော့ချတာဆိုစဉ္ညာသွားနေရကနေပြီးတော့ခိတ္တခဏလဲလျောင်းပြီးတော့နေလိုက်အောင်မယ်ဆိုပြီးလျှော့ချလိုက်တာအဲ့ဒါလိုလျှော့ချပြီးတော့ညောင်ဆောင်ပေါ်မှာလှဲမလို့တင်မလွဲလေးတင်လိုက်တယ်တင်ပြီးတဲ့အခါမှာအလှဲလိုက်လေးမှာခေါင်းကလည်းခေါင်းအောင်မထီသေးဘူးခြေထောက်ကလည်းကျန်းတဲ့အလွတ်လေးခေါင်းမော်လည်းခေါင်းမရောက်သေးဘူးခြေထောက်နဲ့ကျန်းလေးကလည်းလွတ်သွားတယ်လှဲအချင်းကိစ္စမဖြစ်ခင်စัจ जा လေးမှာယဟနာဖြစ်သွားတယ်ဣရိယာပုတ်၄ပါးလွတ်ပြီးတော့ယဟနာဖြစ်တယ်လို့ပြောချတယ်အိတ်နေတာလည်းမဟုတ်ဘူးလမ်းလျှောက်တာလည်းမဟုတ်ဘူးထိုင်ရင်လည်းမဟုတ်ဘူးလှဲမလို့ခန္ဓာကိုယ်ကိုစောင်းလိုက်တဲ့အချိန်လေးမှာယဟနာဖြစ်သွားတယ်ဘာကြောင့်လဲလို့ဆိုရင်ဝိရိယနဲ့တမာတိဟာထိမ့်ညှိပေးလိုက်တဲ့အခါမှာအဝင်ခွင်ချဖြစ်သွားတယ်ဒီလိုဆိုလို့ပေါ့နော်လူတွေရဲ့အည်ချင်းဆိုတာနှစ်ခုမျှတာလုံနိုင်ရမယ်ပေါ့မမျှတဘူးဆိုလို့ရှိရင်အန်ချောနေတတ်တယ်တရားနဲ့ပညာဆိုတာမျှတရမယ်တရားတွေသိကောင်းပြီးတော့အသိဉာဏ်မရှိဘူးဆိုလို့ရှိရင်လည်းအချီနီblind faith ဆိုတာမျိုးမျက်ကန်းကြည်ညိုမှုတွေဖြစ်တတ်တယ်ပ
ပညာတွေကလွန်ထက်ပြီးတော့တရားအားနေပြီဆိုလို့ရှိရင်လည်းကောက်ချစ်စင်တဲ့သူဖြစ်သွားတတ်တယ်ဒါကြောင့်တရားနဲ့ပညာနှစ်ခုညှိရတရားနဲ့ပညာနှစ်ခုထိညှိပြီးတော့မှလောက်ရမယ်ဝိရိယနဲ့သမာဓိကျိုးပန်းအထောက်မှုဆိုတဲ့ဝိရိယစိတ်တည်ငြိမ်မှုဆိုတဲ့သမာဓိဝိရိယတွေတက်များနေလို့ရှိရင်သမာဓိရဲ့စัจကျင်ပဲဥဒိစ္စဆိုလွင့်ပြန်တဲ့အတွေးတွေဝင်လာတတ်တယ်ပေါ့စိတ်အာယုန်ထဲမှာစွတ်စည်းလို့မရအောင်စိတ်ဟာလွင့်ပြန်နေတတ်တယ်သမာဓိမရဘဲနဲ့လွင့်ပြန်နေတတ်တယ်ဥဒိစ္စတွေဖြစ်လာတတ်တယ်ဝိရိယကလျှော့ချလိုက်မယ်ဆိုလို့ရှိရင်တမာတိတွေသိပ်များလာလို့ရှိရင်ဘာဖြစ်လဲဆိုအပြင်းစိတ်တွေဝင်လာပြန်ရောနော်အဲ့ဒါတော့တော်တော်များများပြင်းစိတ်ဝင်ကြတာရှိပြင်းစိတ်ဝင်လာတယ်ဆိုတာတချို့ကတရားနဲ့ပြောတဲ့လူတွေရှိတယ်ညကိုတရားလေးဖွင့်ထားပြီးတော့အိတ်တယ်အဲ့တော့တရားတစ်ပုဒ်မဆုံးခင်အိပ်ပျော်သွားတာအဲ့ဒါတရားနဲ့ပြောတာတဲ့အဲ့လိုတရားနဲ့ပြောတဲ့လူကလည်းရှိတယ်နော်အဲ့ဒါဘာလို့ဆိုဝီရိယမပါဘူးလေနာကြတဲ့ကအိတ်နာတာဟုတ်အိတ်နာသည့်အတွက်ကြောင့်ဝီရိယမပါသည့်အတွက်ကြောင့်အပြင်းဘက်ကိုလဲသွားတယ်အပြင်းဘက်လဲကြတဲ့ကထိနမိတ်တာဆိုတာဖြစ်သွားအိတ်ချင်သွားတော့ရှောက်တော့အိတ်မပြောရင်တော့အိတ်ဆေးကအကောင်းဆုံးပဲအဲ့ဒါအိတ်ဆေးတောက်ဆရာမလို့တော့တရားနဲ့ပဲပြောလိုက်တယ်အဲ့ဒါလို့ဝီရိယနဲ့တမာတိဆိုတာကြိုးစားအထောက်မှုရဲ့စိတ်တည်ငြိမ်မှုရဲ့ဒီနှစ်ခုဟာထိမ့်ညှိပေးထားရမယ်လို့သူဆိုလို့တခုကအစွန်းရောက်လွန်ထွက်သွားလို့ရှိရင်ဝီရိယလွန်သွားလို့ရှိရင်ဥဒိစ္စဖြစ်တယ်စိတ်တွေလွင့်ပြန်နေတတ်တယ်ဒါမို့အတွေးလွန်တဲ့အခါလူတွေကညအိပ်မပြောဘူးဆိုတာဖြစ်တယ်တမာတိလွန်သွားတဲ့အခါကျလို့ရှိရင်လည်းပြင်းရည်ပြီးတော့အိပ်ပျော်တတ်တယ်ပေါ့အဲ့ဒီနှစ်ခုထိမ့်ညှိပြီးတော့ထားတဲ့အခါမှာလူရဲ့စိတ်ကလန်းဆန်းပြီးတော့သိပညာတွေဖြစ်ပေါ်လာတယ်ရှင်အနန္ဒာကအဲ့ဒီသဘောတရားတွေသူသိတယ်သူသိသည့်အတွက်ကြောင့်သူတဏ္ဍမှာရှိတဲ့တမာရီနဲ့ဝီရိယကိုထိမ့်ညှိဖို့သူကြိုးစားလိုက်တယ်ကြိုးစားလိုက်တဲ့အချိန်လေးမှာအဝင်ခွင်ချဖြစ်သွားပြီးတော့ကိရိတာအာသွားတွေကုန်တဲ့ယဟန္တာဖြစ်ကိုရောက်သွားတယ်ဆိုလိုတယ်နော်အဲ့ဒီမှာပဲယဟန္တာဖြစ်သွားပြီးနောက်တည့်ပထမသံဃာနာဘွဲတက်တဲ့အခါမှာယဟန္တာအဖြစ်နဲ့သူဟာတက်ရောက်သွားတယ်အဲ့ကြတော့မှသူယဟန္တာဖြစ်တယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီဝိသဗုဒ္ဓမထေရရှင်အနန္ဒမထေရမြတ်ရဲ့အခုလိုရှင်အနန္ဒမထေရမြတ်ကိုတတိပေးတဲ့အနေနဲ့ပြောခဲ့တာကိုလုပါလို့ဆိုလိုတယ်ပေါ့နိဗ္ဗာန်ကိုစိုက်ပြီးတော့ကမ္မထာလို့ကြိုးစားအထုပ်ပါအဲ့တိုက်တွန်းချက်နဲ့အညီကြိုးစားလိုက်တဲ့အခါမှာနောက်ပိုင်းမှာယန္တာဖြစ်သွားတယ်လို့သူဆိုတယ်နောက်120ပါးမြောက်မထေရမြတ်ကတော့ဣတိဓတ္တလို့ခေါ်တယ်ဣတိဓတ္တမထေရသူ့ရဲ့အမတ်တရားစကားတော့ဘာလဲလို့ဆိုပိစက္ခန္ဓာပရိညာတာခန္ဓာ၅ပါးကိုကုံစင်အောင်ပိုင်းခြားသိတာညာတပရိညာလို့ခေါ်တယ်ခန္ဓာ၅ပါးဟာဘယ်ဟာတွေလဲဆိုတာကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးကိုပြည့်ပြည့်စုံစုံသိတာညာတပရိညာခန္ဓာ၅ပါးလွယ်လို့ဘာမှမရှိဘူးတတဝါဆိုတာမရှိဘူးပုဂ္ဂိုလ်ဆိုတာမရှိဘူးငါမရှိဘူးသူတော်ဘာမရှိဘူးခန္ဓာ၅ပါးသာရှိတယ်လို့ညာတပရိညာနဲ့ပိုင်းခြားပြီးတော့သိတယ်အဲ့ဒီခန္ဓာ၅ပါးဟာမြဲသလားဆိုမမြဲဘူးပြောင်းလဲနေတဲ့အရာဖြစ်တယ်အနိစ္စမမြဲသည့်အတွက်ကြောင့်ထာဝရဖြစ်ပြီးပြည့်နေတဲ့အရာကနှိမ့်ဆက်နေတာဖြစ်သောကြောင့်ကျင့်တတ်เสียမကောင်းတဲ့ဒုက္ခမိမိကိုမဟုတ်သည့်အတွက်ကြောင့်အနတ္တကိုယ်သဘောတိုင်းမလိုက်သည့်အတွက်ကြောင့်ကိုယ်လူဆန္ဒတိုင်းတစ်ခုမှမဖြစ်သည့်အတွက်ကြောင့်အနတ္တအနေဆဒုက္ခအနတ္တဆိုရယ်အဲ့ဒီလိုဆုံးဖြတ်နိုင်တာကိုတိရဏပရိညာလို့ခေါ်တယ်ခ
ခန္ဓာ၅ပါးကိုသိတာကညာတပရိညာခန္ဓာ၅ပါးဟာမြဲတာမဟုတ်ဘူးမမြဲဘူးမမြဲတာသိကြတယ်ဆင်းရဲတာသိကြတယ်ကိုယ်မဟုတ်တာသိကြတယ်လို့ဆုံးဖြတ်နိုင်စွမ်းရှိတာကိုတိရဏပရိညာလို့ခေါ်တယ်အဲ့ဒီအနိစ္စလို့အသိဉာဏ်ရလာလို့ရှိရင်နိစ္စဆိုတဲ့အမှတ်မှားမှုကိုဖယ်ရှားပစ်တယ်အရင်တော့ဒုက္ခလို့ထင်တဲ့အထင်ကိုဒုက္ခသိညာကဖယ်ရှားပစ်တယ်အရင်တော့ကိုလှုပ်ချင်တာအကုန်ရတယ်လို့ထင်တယ်လူတွေဆိုအဲ့လိုထင်တာနော်ဘယ်ကြမှာလူတွေဟာကိုလှုပ်ချင်တာမရဘူးဆိုတာ paralyze ဖြစ်ပြီးတော့လေဖြတ်ထားပြီဆိုရင်လုပ်လို့မရဘူးအဲ့ဒါသိချတယ်အဲ့ကြမှာသဘောပေါက်ရင်နောက်ကြပြီနော်လေဖြတ်သွားရင်တော့မလုပ်လို့မရဘူးသာမှတ်ပြီးတော့လေကလည်းချမ်းချမ်းဖန်ဖန်ဖြတ်တတ်တယ်မျက်လုံးလေးတွေနဲ့ဖြတ်တတ်တယ်ရှာလေးတွေနဲ့သွားဖြတ်တတ်တယ်ရှာဖြတ်ထားရင်တော့စကားပေါ်တဲ့လူပြောကိုပြောမပြောနိုင်တော့ဘူးအဲ့ဒါနော်ရှာကိုလေဖြတ်သွားလို့ရှိရင်အဲ့ဒါရှာပြောလို့မရတော့မျက်လုံးလေဖြတ်လို့ရှိရင်ပိတ်မရအဲ့ဒါလို့ရှမ်းမယခါလေကလည်းဖြတ်ချင်တဲ့နေရာဖြတ်တာနော်စကိုင်းကဒကမာကြီးတယောက်ဆုတောင်းတယ်လို့တောင်းဖို့လေရဲဖြတ်မယ်ဆိုလို့ရှိရင်တိကနေနေအောင်သာဖြတ်လိုက်ပါတန်လန်းကြီးမလုပ်ပါနဲ့အဲသူကဆုတောင်းတန်လန်းကြီးထားရင်ဒုက္ခရောက်တယ်လေမသွားနိုင်မလာနိုင်တဲ့ဒုက္ခရောက်တယ်အဲ့ဒါလူတွေသူကဆုတောင်းတယ်အဲ့ဒကမာကြီးတော်တော်ကြင်ကြဖမှဆုတောင်းဖြတ်ရင်တိကနေနေအောင်ဖြတ်လိုက်ပါတဲ့တန်လန်းကြီးတော့မထားပါနဲ့ချို့ကြလေဖြတ်တယ်ဆိုတာစိုးရတာပထမအစာလေးဖြတ်လိုက်တယ်နောက်တော်လေးကြာတခါဒုတိယအကြိမ်ဖြတ်လိုက်ပြန်တယ်တတိယအကြိမ်ဖြတ်လိုက်ရင်သွားရောစိုးရတယ်ဆိုတာဒီသုံးခါလောက်ရရင်ချောတာပဲအဲ့ဒီမှာတခါတည်းချောပါလားမချောဘူးသူကတရစ်ချင်းလောက်သွားအဲ့ဒါလိုဖြစ်တတ်တယ်ဒီဖြတ်တဲ့သူတွေနော်အမေရိကမှာနေတဲ့ဒကာကြီးတယောက်ဆိုလို့ရှိရင်လေဖြတ်ထားတာတကူလုံးအကုန်ဖြတ်တာလေကမဖြတ်ဘဲနဲ့ဘယ်မှာသွားခြံထားတော့ဆိုမျက်လုံးလေးမှာသွားခြံတာအဲ့သူသွားကြည့်မျက်လုံးကလေးပုတ်ကလပ်ပဲဒါသူသွားမေးရင်သူစကားလည်းပြောနိုင်ဘူးဘာမှလည်းမသိဘူးသို့တော့မျက်လုံးလေးကပုတ်ကလပ်နဲ့မျက်ရည်လေးတွေကျလာတယ်အဲ့ထဲမျက်ရည်လေးတော့ထွက်လို့ရသေးတယ်ခက်တာစကားပြောနိုင်မှလားမပြောနိုင်ဘူးမျက်ရည်လေးတော့ထုတ်လို့ရသေးတယ်အဲ့မျက်လုံးလေးတွေကျန်တာလေဖြတ်တာလဲတော်တော်ချိုးမကြတာနော်အဲ့ဒါလို့လောကကြီးမှာဆင်းရဲဒုက္ခတွေကမျိုးစုံကြတယ်အဲ့တော့ပစ္စက္ခန္ဓာပရိညာတာခန္ဓာ၅ပါးကိုတရားဆိုတာမရှိဘူးခန္ဓာ၅ပါးတက်တာဖြစ်တယ်ဆိုတာကိုသိတာညာတပရိညာဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းနည်းနည်းကသိတာညာတပရိညာအဲ့ဒီညာတပရိညာဆိုတာဟာနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ခုကိုခေါ်တာဖြစ်တယ်နော်နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာယုံနာနှမျိုးသာရှိတယ်ငါဆိုတာမရှိဘူးတရားဆိုတာမရှိဘူးလို့သိအဲ့ဒါဟာလည်းပဲဆရာအကြောင်းတရားတွေကြောင့်ဖြစ်တယ်လို့အကြောင်းနဲ့တော့သိတယ်နာမရူပပရိစ္ဆေဒနဲ့ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်နှမျိုးအတိုင်းအတာတစ်ခုရဖြစ်လာရင်ဒါဝိညာတပရိညာလို့ခေါ်တယ်ပရိညာ၃ပါးနဲ့ခွဲတဲ့အခါနောက်တစ်ခါတိရဏပရိညာဆိုတာကြတော့သမထနာဉာဏ်တို့ဥရိယဗျာဉာဏ်တို့ဖြစ်လာတဲ့အခါမှာမမြဲဘူးဆိုတာဆုံးဖြတ်နိုင်လာတယ်မချမ်းသာဘူးဆိုတာလည်းဆုံးဖြတ်တယ်ကိုမပိုင်ဘူးဆိုတာလည်းဆုံးဖြတ်နိုင်လာအဲ့ဒါတိရဏပရိညာလို့ခေါ်တယ်ဘာဟနာပရိညာကြတော့မမြဲဘူးဆိုတဲ့အတိကမြဲတယ်ဆိုတဲ့အတွေ့ကိုဖဲတယ်ဝိပဿနာဉာဏ်မှာဘင်္ဂဉာဏ်ကနေစပြီးတော့ဟိုဘက်မှာအဲ့ဒီအတွေးတွေကိုဖြောက်သွားနိုင်တယ်ပေါ့ဆဲတယ်ဆိုတဲ့အတိကချမ်းသာတယ်ဆိုတဲ့အထင်ကိုဖြောက်တယ်အနတ္တတိညာကိုမပိုင်ဘူးဆိုတဲ့အတိကအတ္တတိညာကိုဟာလို့ထင်နေတဲ့အထင်ကိုဖြောက်ပစ်တယ်အဲ့ဒါကိုပဟာနာပရိညာလို့ခေါ်တယ်ဒါလောကီပရိညာလောကုတ္တရာပရိညာကျတော့မဲ့နဲ့ပယ်တာကိလေသာအဲ့ဒါလို့ခွဲခြားပြီးတော့မှတ်သားအဲ့တော့ပရိညာ၃ပါးဝိပဿနာတရားအထုတ်လို့ရှိရင်
အခုဣတိတတမထေရမြတ်ကပြောတယ်ပင်စက်ခန္ဓာပရိညာတာခန္ဓာ၅ပါးကိုသူဟာပရိညာ၃ရပ်ဖြင့်ပိုင်းဖြတ်ပြီးတော့ကြာကြာနာနာသိရှိနားလည်ပြီးဖြစ်တယ်ဆိုဝိပဿနာတရားသူအထုတ်ထားပြီးပြီလို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီးပြီပိုင်ပိုင်နိုင်နိုင်ကြီးအထုတ်ထားပြီးပြီအထုတ်ထားပြီးသည့်အတွက်ကြောင့်တိဋ္ဌန္တိစိဏမူလကာသစ်ပင်ကြီးတစ်ပင်ဟာအမြင့်ပြတ်ပြီးတော့ဒီတိုင်းမလဲမပြူသေးပဲနဲ့အပင်ချောက်ကြီးရှိနေသလိုရှေ့မှာမတိုးတော့ဘူးအမြင့်ပြတ်တဲ့အပင်ဆိုပါတော့သစ်ပင်တစ်ပင်ဟာအကိုင်းနေခက်တွေအပွင့်နေနဲ့ရှင်သန်နေတဲ့သစ်ပင်ကြီးကိုအပေါ်ကမခုတ်ဖဲနဲ့မြေကြီးတွေကရေတောင်မြစ်လေးကိုဖြတ်လိုက်တယ်မြေကြီးတူးပြီးတော့သစ်ပင်ရဲ့ရေတောင်မြစ်ကိုလှီးထားလှီးလိုက်ပြီးဆိုတဲ့အခါသစ်ပင်ကြီးက၄-၅ ရက်ကတော့ဒီလိုပဲစိမ့်ပြီးတော့နေအောင်မှာပဲအမြင့်ကတော့ပြတ်သွားပြီမြင့်ပြတ်သွားသည့်အတွက်ကြောင့်ဒီသစ်ပင်ကြီးဟာပွင့်ထားတဲ့အပွင့်တွေကလည်းအသီးဖြစ်ဖို့မရှိတော့ဘူးနော်အသီးအပွင့်တွေအရွက်တွေကလည်းပဲရှေ့တိုးလာဖို့မရှိတော့ဘူးရှိပြီးသားအရွက်ကလေးတွေဟာရှိတဲ့နေရာမှာရပ်တန့်ပြီးခြောက်ဖို့ပဲဖြစ်တယ်အပွင့်တွေကလည်းအသီးဖြစ်မပြောင်းတော့ဘူးတဖြည်းဖြည်းဒီသစ်ပင်ကြီးဟာခြောက်သွေ့သွားဖို့ပဲဖြစ်တယ်ရေးတော့မြင်အဲ့ဒါလိုပဲဒီလူရဲ့ဘဝမှာကိရိတာတွေပယ်ဖြတ်လိုက်တဲ့ဖြင့်ကံတွေကအကျိုးမပေးတော့ကံတွေအကျိုးမပေးတော့ယဟန္တာပုဂ္ဂိုလ်ဆိုတာတိဋ္ဌန္တိစိဏမူလကာကိရိတာဆိုတဲ့အမြင့်တွေပြတ်ပြီးတော့မတိမချင်းယတ္တိနေတယ်လို့ပဲအဲ့ဒီအချိန်မှာကိရိတာတော့မရှိတော့ဘူးသို့တော့လူဘဝမှာရှင်သန်နေသေးတယ်သူဟာရှင်သန်နေသေးတယ်သူများလိုပဲစားမယ်သွားမယ်နော်သို့တော့ပြောမယ်ပါမယ်မရှိတော့ဘူးမုန်းတယ်မရှိတော့ချစ်တယ်ဆိုတာမရှိတော့အဲ့ဒါလို့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာစိဏမူလကကိလေသာအမြင့်သို့မဟုတ်အဝိဇ္ဇာနဲ့တဏှာအမြင့်ပြတ်ပြီးတော့ဘဝမှာယတ္တိနေတဲ့ပုဂ္ဂိုလ်တွေပဲအဲ့ဒီပုဂ္ဂိုလ်တွေအာယုံ၅ပါးကာမဂုဏ်တရားနဲ့တွေ့တဲ့အခါမှာကောင်းရင်ကောင်းတယ်လို့တော့သိတယ်ဒါကြောင့်ဒါပေမဲ့လို့စားကျင်လိုက်တာချစ်ကျင်လိုက်တာဆိုတာမရှိတော့နော်တွေ့တယ်မို့လားတက္ကပညာ၃မှာမြတ်စွာဘုရားကအိန္ဒသီလခုထဲမှာတရင်သုံးနေတဲ့အချိန်ဟာပင်စတိခဆိုတဲ့နတ်သားကစောင်းလေးပိုက်ပြီးဝင်လာပြီးဘုရားရှိခိုးတခြင်းနဲ့စောင်းတီးတယ်လေစောင်းတီးပြီးတော့မြတ်စွာဘုရားကသူ့ဘာပြောတော့ဆိုပင်စတိခမင်းစောင်းတဲ့တခြင်းလိုက်လျောပါပြီတယ်လို့အဲ့တော့မြတ်စွာဘုရားပင်စတိခတီးနေကြားတာပေါ့ဘုရားလည်းနားပါကြားတဲ့အခါမှာစောင်းတန်တဲ့တခြင်းတန်လိုက်လျောပါပြီတယ်လို့ပြောတော့မြတ်စွာဘုရားဒါပင်စတိခကို appreciate လုပ်တာနော်သို့တော်မြတ်စွာဘုရားထပ်တီးစမ်းမောင်ဟေးထူမချာနာလေးလို့မခိုင်းပါဘူးအဲ့ကြတာနော်တခြင်းလေးထပ်ဆိုစမ်းမောင်ဘာလို့ဆိုတော့ကြိုက်တာမကြိုက်တာပြောတာမဟုတ်ဘူးကောင်းရင်ကောင်းတယ်လို့သိတယ်မွေးရင်မွေးတယ်လို့သိတယ်ကောင်းရင်ကောင်းတယ်လို့သိတယ်မကောင်းတယ်မကောင်းဘူးလို့သိတယ်သို့တော့လိုချင်တဲ့စိတ်မုန်းတီးတဲ့စိတ်မရှိဘူးသူတို့ဆိုလို့မျက်စိနဲ့အဆင်းကိုမြင်တယ်ဆင်မြင်တဲ့အဆင်းပေါ်မှာလိုချင်တယ်ဆိုတာမရှိဘူးမုန်းတီးတယ်ဆိုတာကိုမကြိုက်ရင်မုန်းတယ်ဘုန်းကြီးတို့တွေကြတော့အဲ့လိုမဟုတ်လေမျက်စိကမြင်လာတဲ့အထဲမှာကိုကြိုက်ရင်လိုချင်တယ်မကြိုက်ရင်မုန်းတယ်ဟောအဲ့ဒါလိုလာတာကြားလိုက်တဲ့အတန်ပေါ်မှာကိုကြိုက်တဲ့အတန်လေးဆိုရင်နောက်ထပ်ကြားခြင်းတယ်ကိုမကြိုက်တဲ့အတန်ဆိုရင်မုန်းနေဒီလိုဟာတွေဖြစ်လာမြတ်စွာဘုရားကြတော့အဲ့ဒါမျိုးတွေမဖြစ်တော့တာဒါကိုပြောတာတိဋ္ဌန္တိစိဏမူလကအမြင့်ပြတ်နေပြီဒုက္ခခယောအနုပ္ပတ္တောဒုက္ခကုံရနိဗ္ဗာန်ကိုရောက်ရှိပြီးပြီဒုက္ခကုံနဲ့ဒုက္ခကုံနဲ့အရတ္တမဲ့ဒုက္ခကိုကုံစေတတ်တဲ့အရတ္တမဲ့အရတ္တဖို့ရရှိပြီးပြီပတ္တောမေအာတဝခယောအာတဝတရားတွေကုံပြီးတဲ့ကုံစေတတ်တဲ့အရတ္တမဲ့အရတ္တဖို့ငါမျက်မှောက်ပြုပြီးပြီလို့ဒါကသူရဲ့ဝိပဿနာနဲ့ရရှိလာတဲ့အကျိုးကိုဒီမထေရမြတ်ကပြောတာပဲဖြစ်တယ်နော်သူယန္တာဖြစ်ပြီဆိုတာကိုပြောတဲ့သဘောပဲယန္တာဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာခန္ဓာ၅ပါးကိုပရိညာ၃ပါးဖြင့်ပိုင်းခြားသိထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်
ကိလေသာဆိုတဲ့အမြစ်တွေဖြတ်ထားပြီးတော့ယန္တာဘဝနဲ့ယက်တည်နေတာဖြစ်တယ်အဲ့လိုဆိုလို့အဲ့ဒါဣတိတတမထေဆိုတာဘယ်သူတုံးဆိုသူကအဝန္တိတိုင်းကမစ္စည်းမဒေသထဲမှာမပါဘူးအဝန္တိတိုင်းသားတူဖြစ်တယ်အဲ့ဒီအဝန္တိတိုင်းသားဖះနဲ့မတွေ့ဘူးသေးပေမဲ့အဝန္တိတိုင်းသားပုဂ္ဂိုလ်ဟာသာသနာ့ဘောင်ကိုကြီးညိုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမရှင်မဂ္ဂစီထံမှာရဟန်းပြုပြီးတော့တရားဓမ္မကျင့်ကြံကြုတ်ကိုအထောက်ရနေအဝန္တိတိုင်းသားတွေဟာရဟန္တာဖြစ်လာကြသူဟာလည်းပဲထူးခြားတဲ့အသိဉာဏ်တွေရပြီးရဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်စိတ်ဓာတ်သူကျွဲနေထိုင်တဲ့မစ္စိကတန္တမြို့ရောက်တဲ့အခါမှာအဲ့ဒီမှာအာဂန္တုအနေနဲ့သူရောက်သွားတယ်ရောက်သွားတော့စိတ်ဓာတ်သူကျွဲကဆွမ်းသားပင့်တော့တန်ဃာတွေအိမ်ကြွတယ်အဲ့ဒီထဲမှာခေါင်းဆောင်ကြွတယ်မထေရထေရလို့ခေါ်တယ်စိတ်ဓာတ်သူကျွဲဆိုတာတရားလဲဟောတတ်တယ်သူကအပိုစကားတွေမပြောဘူးရဟန်းတော်တွေနဲ့တွေ့တဲ့အခါမှာသူကရင်လည်းမေးခွန်းမေးတယ်ရဟန်းတွေမေးတာကိုလည်းဖြေခြင်းဖြေတယ်သူကအနာခံဓမ္မဂတိကအဲ့တော့သူ့ရဲ့ဆွမ်းစားကြွတဲ့ကိုတော်တွေကအကြီးဆုံးဖြစ်တဲ့ထေရမထေရကိုသူကပါမေးတော့ဆိုအရှင်ဘုရားဓာတုနာနတ္တတဲ့အမျိုးမျိုးသောဓာတ်သဘောတွေဆိုတာဘာကိုပြောတာတော့မြတ်စွာဘုရားဓာတုနာနတ္တဆိုတဲ့စကားလုံးကိုဟောတယ်တဲ့အဲ့ဒါဘာကိုပြောတာတော့လို့ဆိုထေရဆိုတဲ့အကြီးဆုံးကိုတော့သူကသိတော့သိတယ်ဟိုတတ္တိမရှိတော့မဖြေရဘူးသူဖြေတာမှားမှလည်းစိုးတယ်မဖြေဘူးစိတ်ဓာတ်သူကျဲကသုံးကမေးတာအထိအောင်မဖြေတော့အခုဣတိတတဆိုတဲ့ကိုတော့အဲဆွမ်းစားပင်တဲ့ထဲမှာပါတယ်သူကအငယ်ဆုံးသူ့နေရာကထားသွားပြီးအရှင်ဘုရားတဲ့ဒီမေးခွန်းကိုတပည့်တော်ဖြေရမလားလို့ဆိုအေးဖြေလိုက်ပါဆိုသူကအဲ့ဒီဓာတုနန္တတအကြောင်းကိုသေချာရှင်းပြီးတော့ဖြေလိုက်တဲ့အခါမှာစိတ်ဓာတ်သူကျဲကြီးကသဘောကျသွားတယ်ထေရဆိုတဲ့မထေကြီးကလည်းပဲခေါင်းဆောင်ယဟန်လည်းသူ့ကျေးဇူးတင်တယ်နောက်တစ်ခါဒီလိုမေးခွန်းနေမေးရင်လည်းအရှင်ဘုရားပဲဒိုင်ခံဖြေပါတော့ကဒီလိုမေးခွန်းနေလာရတဲ့ဒီ question နေနောက်တစ်ချိန်မှလည်းပဲစိတ်ဓာတ်သူကျင်နဲ့အိမ်ကြွတဲ့အခါမှာသူပါသွားပြန်တယ်ခုနလိုပဲမေးခွန်းမေးတယ်သူမေးတဲ့အဲ့ဒီအချိန်မေးခွန်းကတော့မှားယွင်းတဲ့အမြင်တွေဖြမဇာလသုံးပါ62မျိုးမှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အမြင်တွေကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီအမြင်တွေဟာဘာရှိလို့ရှိရတာလဲဘာမရှိရင်မရှိဘူးလေနော်ဘယ်တရားရှိနေလို့ရှိနေရတာလဲဘယ်တရားမရှိဘူးဆိုလို့ရှိရင်အဲ့ဒီမှားယွင်းတဲ့အမြင်မဖြစ်ဘူးလေဆိုတဲ့မိဂုံမေးတယ်ခုနလိုပဲခေါင်းဆောင်မထေကြီးကမဖြေနိုင်ဘူးမဖြေနိုင်တော့ရှင်ဣတိတတကသူဖြေပြားစေဆိုပြီးတော့ထပြီးတော့ဖြေတယ်သက္ကာယဒိဋ္ဌိရှိလို့ရှိရင်အဲ့ဒီမိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်သက္ကာယဒိဋ္ဌိမရှိရင်မဖြစ်ဘူးလို့ဒီလိုဖြေလိုက်တယ်သူ့အဖြေမှန်ကန်တဲ့အဖြေဖြစ်လို့သဘောကျအောင်အဲ့ဒီကြတော့စိတ်ဓာတ်သူကျအရှင်ဘုရားတဲ့ရှင်ဘုရားဘွဲတော်ဘယ်လိုခေါ်တော့သူ့ဘွဲကဣတိတတပါတဲ့ရှင်ဘုရားဘယ်ရကတော့ဆိုအဝန္တိတိုင်းကပါဩစိတ်ဓာတ်သူကြအဲ့ဒီကျတော့အဝန္တိတိုင်းမှာတပည့်တော်နဲ့လူတုံးကမမြင်ဘူးတဲ့မိတ်ဆွေဣတိတတဆိုတာရှိတယ်တဲ့နောက်ပိုင်းသင်္ကန်းဝတ်သွားတယ်လို့ကြားတယ်အဲ့ဒီဣတိတတကိုရှင်ဘုရားမြင်ဘူးလားလို့ဆိုမြင်ဘူးသားပဲတဲ့ဒါအဲ့ဒီဣတိတတဟာအရှင်ဘုရားပဲလားလို့ဆိုမပြောတော့ဘူးသူအဲ့တော့စိတ်ဓာတ်သူကျဲနဲ့သူကလူတုံးကဆက်သွယ်မှုရှိဘူးတဲ့တယောက်နဲ့တယောက်မမြင်ဘူးပဲမိတ်ဆွေဖြစ်တာလေအဲ့တော့သူပဲဆိုတာသိတော့စိတ်ဓာတ်သူကျဲကြီးကအရှင်ဘုရားတဲ့မစ္စိကတဏ္ဍမှာအရှင်ဘုရားပြောနေပါတဲ့တပည့်တော်ပစ္စည်းလေးပါထောက်ပံ့ပါမယ်လို့အဲ့လိုလျှောက်တဲ့အခါကျတော့တခါကြီးကောင်းတဲ့စကားပြောတာပဲလို့ဒီလိုဝန်ခံပြီးတော့
အိမ်ကနေပြန်ကြွသွားတဲ့အခါသပိတ်သင်္ကန်းတွေအကုန်သိမ့်ပြီးတော့နောက်ဘယ်တော့မှအဲ့ဒီပြန်မလာတော့ဘူးတဲ့တခါတည်းကြွသွားပြီယသိကတဏ္ဍာနောက်ထပ်ပြန်မလာတော့တခါတည်းအပြီးကြွသွားအဲ့ဒီဣတိတတမထေအဲ့ဒီဣတိတတမထေကသူ့ရဲ့အရည်ချင်းကိုသူကိုယ်တိုင်တရားကျင့်ခဲ့တဲ့သူ့ရဲ့အရည်ချင်းရတဲ့အရည်ချင်းကိုထုတ်ဖော်ပြောကြသောအဖြစ်ပင်စက်ခန္ဓာပရိညာတာခန္ဓာ၅ပါးကိုသူကပိုင်ပိုင်ခြားခြားသိပြီးသူဖြစ်တယ်တိဋ္ဌန္တိစိဏမူလကခန္ဓာ၅ပါးဟာတည်ရှိနေတော်လည်းပဲကိရိတာဆိုရဲအမြင့်ပြတ်နေသည့်အတွက်ကြောင့်ကိရိတာနဲ့ဆက်ဆက်မှုမရှိတော့ဘူးဒုက္ခခယောအနုပ္ပတ်တော်ဒုက္ခကိုကုန်စေတတ်တဲ့အရတ္တမေဆိုတာသူဟာရရှိပြီးပြီနိဗ္ဗာန်ဆိုတာရရှိပြီးပြီပတ္တောမေအတဝခယောအာသဝတွေကုန်စေတတ်တဲ့အရတ္တဖို့နိဗ္ဗာန်ဆိုတဲ့အဆင့်ကိုသူဟာရောက်ရှိပြီးသားဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်တရားတို့တရားရပြီးသားဖြစ်ကြောင်းကိုအမတ်တရားအနေနဲ့ပြောကြားခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မထေရမြတ်တို့ရဲ့အမတ်တရားစကားတွေဟာတရားဓမ္မနဲ့ဆက်ရှင်ပြီးတော့ဘဝကိုဆင်ញင်သုံးသပ်ပြီးတော့ပြောကြတဲ့အခါမှာကိုယ့်ရဲ့အတွေ့အကြုံကိုပြောတာလည်းရှိတယ်ကိုယ့်ရဲ့အသိဉာဏ်အရည်ချင်းတစ်ခုထုတ်ဖို့ပြောတာလည်းရှိတယ်အဲ့ဒီထုတ်ဖို့ပြောဆိုမှုတွေဟာတရားနဲ့ပတ်သက်တဲ့ထုတ်ဖို့မှုတွေကြီးတာဖြစ်လို့မိမိတို့ဖို့ဘဝသင်ခန်းစာရပြီးတော့မိမိတို့ကိုယ်တိုင်လည်းကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတဲ့အသိတရားရရှိပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း